အင်မတန်ထူးခြားသလိုအင်မတန်လဲလောက်ဆောင်ရခက်ခဲတဲ့အချက်ဖြစ်ပါတယ်ဒါကတော့ခွင့်လွတ်ခြင်းပါပဲဒါပေမဲ့ဒါဟာပါဇက်ကနေခွင့်လွတ်ပါတယ်လို့ပြောလိုက်ရုံနဲ့မဟုတ်ပါဘူးမိတ်ဆွေကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေမိတ်ဆွေရဲ့ဘဝကိုဖျက်ဆီးခဲ့သူတွေအပေါ်မှာအာဂါဒဆိုတဲ့အစိတ်အတောက်တွေစိတ်ထဲကနေအလိုလိုကင်းစင်သွားတာကိုဆိုလိုတာပါဝကြွေးကုန်းစင်တော်မဲ့သူဟာတစ်ဖက်လူကိုခွင့်လွှတ်ရမှာထက်ကိုယ့်ရဲ့စိတ်နှလုံးငြိမ်းချမ်းဖို့ကပိုအရေးကြီးတယ်ဆိုတာကိုလက်တွေ့သိမြင်လာပါတယ်သူကငါ့ကိုဓာမျိုးလုပ်ရက်တယ်ဆိုတဲ့အသွေးထက်သူလည်းပဲသူ့ရဲ့အဝိဇ္ဇာနဲ့ကံတရားနောက်ကိုလိုက်နေရတဲ့တနာစရာတလဝါတယောက်ပါလားဆိုတဲ့ကရုဏာစိတ်ကပိုပြီးအားကောင်းလာတတ်ပါတယ်ဗျာစိတ်ပညာအရာမိတ်ဆွေတစုံတယောက်ကိုရန်ညိုးဖွေထားတယ်ဆိုတာဟာနာတာရွှေစိတ်ဖိစီးမှုကိုကိုယ်ခန္ဓာကိုယ်ထဲမှာတမင်မွေးမြူထားတာနဲ့အတူတူပါပဲသိပ္ပံနည်းကျလေ့လာချက်တွေအရအာဃာတကြီးတဲ့သူတွေမှာတွေးတိုယောဂါနှလုံးယောဂါနဲ့ခုအာန်အားကျဆင်းတဲ့ယောဂါတွေပိုဖြစ်တတ်တာကိုတွေ့ရပါတယ်။ဘာလို့လဲဆိုတော့ဒေါသဖြစ်တိုင်းခန္ဓာကိုယ်က adrenaline နဲ့ cortisol တွေကိုအဆအမတန်ထုတ်လွှတ်နေလို့ပါ။ခွင့်လွှတ်ခြင်းကုထုံးမှာတော့ခွင့်လွှတ်ခြင်းဟာတစ်ဖက်လူကိုအဖြစ်ကနေလွှတ်ပေးတာမဟုတ်ပဲကိုကိုသားကောင်စိတ်သက်ကနေလွတ်မြောက်အောင်လုပ်တာလို့သတ်မှတ်ပါတယ်။မိတ်ဆွေကသူ့ကိုခွင့်မလွတ်တဲ့၍မိတ်ဆွေရဲ့ပျော်ရွှင်မှုကိုအဲ့ဒီလူရဲ့လက်ထဲမှာအပ်ထားတာနဲ့အတူတူပါပဲမိတ်ဆွေခွင့်လွတ်လိုက်တဲ့အခိုက်အတန့်ဟာမိတ်ဆွေရဲ့စိတ်ခံစားချက်ကိုကိုယ်တိုင်ပြန်လဲထိန်းချုပ်နိုင်တဲ့ emotional sovereignty ကိုရရှိသွားတဲ့အချိန်ပါပဲမြတ်ဗုဒ္ဓကနာဟိဝေရေနဝေရာနိတမန္တိထကုဒါဇနံရန်ကိုရန်ချင်းတုံနောင်ချမ်းဖြင့်ရန်မငိမ့်လို့ဟောကြားခဲ့ပါတယ်ဝကြွေးဆိုတာဟာကျိုးတစ်ချောင်းရဲ့အဆုံးနှစ်ဆောင်ကိုလူနှစ်ယောက်ကဆွဲထားသလိုပါပဲတစ်ခါကမလွတ်သေး၍အဲ့ဒီကျိုးဟာတင်းခံနေမှာပြီးနှစ်ယောက်လုံးနာကျင်နေရမှာပါဒီနေရာမှာအင်မတန်အရေးကြီးတဲ့ဓမ္မသဘောတစ်ခုကအဟောတိကံပါပဲအဟောတိကံဆိုတာအကျိုးပေးခွင့်မရှိတော့ပဲပြက်ပြဲသွားတဲ့ကံကိုခေါ်ပါတယ်မိတ်ဆွေကတစ်ဖက်လူအပေါ်အာဃာတမထားတော့ပဲခွင့်လွတ်လိုက်တဲ့အခါမိတ်ဆွေကိုကြားကဝကြော့ကွင်းဟာပြတ်တောက်သွားပါတယ်မိတ်ဆွေဘက်ကကြိုးစားကိုလွှတ်ချလိုက်တာဖြစ်တဲ့အတွက်တစ်ဖက်လူကဘလောက်ပဲဆွဲဝတ်ကဆက်မလဲတော့ပါဘူးဒါဟာဝတ်ကြွေးကိုအတိညာနဲ့ဖြတ်တောက်လိုက်တာဖြစ်ပါတယ်မေတ္တာနဲ့ဥပိ္ပခာပေါင်းဆက်လိုက်တဲ့အခါမိတ်ဆွေရဲ့ကံစားတာဟာအနိမ့်ပိုင်းကနေအမြင့်ပိုင်းကိုချက်ချင်းကူးပြောင်းသွားပါတော့တယ်ဗျာ